ဒီနေ့ညမှာတော့ဆရာအားကားစောရေးသားထားတဲ့ဘေတံပါခန့်နဲ့တရေကြီးဘီဟန်အမည်ရတဲ့စိတ်ဝင်စားဖွယ်ဇာတ်လမ်းကောင်းတစ်ပုဒ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ကတော့တင်ဆက်သူရှိုင်းပါခင်ဗျာအချိန်ကတော့1930ခုနှစ်ဖေဖော်ဝါရီလဖြစ်ပါတယ်ဗြိတိရှကိုလိုနီအင်္ဂလိပ်အစိုးရကမြန်မာနိုင်ငံကိုကျွံပြူအုပ်ချုပ်နေတဲ့ကိုလိုနီခေတ်လည်းဖြစ်ပါတယ်အဲ့ဒီချိန်ကရန်ကုန်မြို့မှာဗြိတိရှကိုလိုနီအစိုးရအုပ်ချုပ်ရေးတစ်ခုလုံးရုံးဆက်ရာမြန်မာနိုင်ငံရဲ့မြို့တော်ကြီးဖြစ်ခဲ့ပြီးတော့စက်မှုလုပ်ငန်းများကုန်သွယ်မှုလုပ်ငန်းများနဲ့အထူးစီကားနေတဲ့မြို့ကြီးတစ်မြို့လည်းဖြစ်ခဲ့ပါတယ်အဲ့ဒီချိန်ကဗိုလ်တထောင်မြို့နယ်ကကန်နာလန်တလျှောက်တည်ရှိပြီးအလွန်စီကားတွေနေရာတနေရာဖြစ်ပါတယ်စိတ်ကမ်းများတည်ရှိပြီးတော့ကုန်စည်တင်မောများစိုက်ကတ်တဲ့အရက်ဖြစ်တာမလို့လူနေထူထပ်တယ်လို့မျိုးလူတော်လူလာလည်းများခြင်းဖြစ်ပါတယ်ဗိုလ်တထောင်မြို့နယ်အတွင်းမှာတော့ဘရုတ်ကင်လန်အခုကတော့ဘိုကလေးစီလန်တည်ရှိပြီးတော့ဘရုတ်ကင်လန်နဲ့ဆက်ထရင်းလန်ခေါ်ကန်နာလန်ထိပ်ဆောင်ရမှာဈေးကလည်းတခုရှိပြီးတော့အလွန်စီကားလာပါတယ်အထူးသဖြင့်အခုလိုမျိုးညနေပိုင်းအချိန်တွေမှာပုံမစီကားတာဖြစ်ပါတယ်တနေ့လုံးအချိန်တညီညီနဲ့ထွန်းလင်းတောက်ပနေတဲ့နေမင်းကြီးကလည်းအနောက်ခေါ်ရာကျုံစီကိုတပြေးပြေးချင်းဒိုးဝင်သွားပါပြီအဲဒီကမှာတော့မြေပြင်ကိုဖြတ်တန်းကတိုက်ခတ်လာတဲ့လေများကြောင့်မလို့ပဝင်းကျင်များမှာလည်းအေးမြသွားခဲ့ပါတယ်တနေ့ကုန်ပြပန်းခမရှုပ်ထွေးအလုံးများနေခဲ့တဲ့လမ်းမကြီးများကလည်းအသွားလာကျေပါပြီးတော့တိတ်ဆိတ်သွားတယ်လို့မျိုးစိတ်ကမ်းများမှာကုန်တင်ကုန်ချအလုပ်သမားများအငှားကူလီများကလည်းလုပ်ငန်းခွင်တိမ်သွားသဖြင့်နီးစပ်ရာပုံစံကလေးများမှာဇီယံမင်းစည်းစိမ်ခံရအတွက်စူယုံရောက်ရှိလာတဲ့အချိန်လည်းဖြစ်ပါတယ်လေကတော့တပြူပြူတိုက်ခတ်နေတဲ့ဆက်တွင်လန်တိုင်းအသက်30ခန့်အရွယ်ရှိတဲ့လူတစ်ယောက်ကလည်းလမ်းလျှောက်လာခဲ့ပါတယ်အဲဒီလူကလည်းရင်အုပ်ကြဲကြဲနဲ့ဖွင့်ပြိုးထွားချိုင်တဲ့ခန္ဓာကိုယ်ရှိပြီးအပြူရောင်ပေမပေါ်တော့ဘဲနဲ့ဂျင်းညောင်များကန့်ကြီးနေတဲ့စွတ်ကျဲတစ်ထည်ကိုဝေစင်ထားတာဖြစ်ပါတယ်အဲဒီစွတ်ကျဲအပေါ်မှာလည်းလေကုပ်ပုံများပေါက်ပြင်းနေတဲ့အစိမ်းရင်ရောင်အင်ကြီးလက်ရှိတစ်ထည်ကိုလွမ်းချုံဝေစင်ထားပြန်ပါတယ်ခန္ဓာကိုယ်အောက်ပိုင်းမှာတော့ပစိုးအကွက်ကျဲတစ်ထည်ကိုဒူးဖုံးယုံသောကတ်တတူဝေစင်ထားပြီးခြေထောက်မှာလည်းစစ်ဖက်နဲ့အဟောင်းကြီးတရံကိုဝေစင်ထားပါသေးတယ်အဲဒီလူကလည်းဆက်တွင်လန်တိုင်းငိုက်ဆိုင်ဆိုင်နဲ့လမ်းလျှောက်လာပြီးတော့ဘရိုကင်လန်နဲ့ဆုံရာလန်တော့အရောက်မှာတော့လူအများနဲ့စီကားနေတဲ့လမ်းဘေးပုံစံကလေးတစ်ခုအတွင်ကိုဝင်ရောက်သွားခဲ့ပါတယ်အစောအုံကြီးတစ်ခုရဲ့အုတ်တိုင်းနေရာမှာဖြင်းစာကြီးကိုလည်းအမိုးဖြစ်ထိုးထားပြီးတော့ညစ်တီတီစပွဲဝိုင်းမှာခွေးချီကုံပူကလေးများကိုခင်းထားတဲ့ပုံစံကလေးအတွင်ကိုအဲဒီလူကလည်းဝင်ထိုင်လိုက်ပါတယ်ဆိုင်တစ်ခုလုံးမှာတော့အလုတ်ချမ်းသမားများကူလီများကလည်းသူ့စုနဲ့သူစုဝေးကအရက်သေးစားများကိုတောက်စားမှုရင့်နေကြပါတယ်အဲဒီဆိုင်ရဲ့အဝင်အဝါမှာတော့တေသားပြားကလေးတစ်ပြားပေါ်မှာမိသွေးခဲ့တဲ့မိုးဒီရဲ့နိဗ္ဗာန်ဘုံလို့ခက်ကြမ်းကြမ်းရေးထားတာကိုလည်းတွေ့နေရပါတယ်အဲဒီခိုက်ဆိုင်ပိုင်ရှင်မိုးဒီကလည်းအဲဒီလူနေထိုင်တဲ့စပွဲဝိုင်းစီကိုရောက်လာပြီးတော့ဘာတော့မလဲမီးလောက်တာပေးပါအဲဒီလူကပြောလိုက်တဲ့အခါမှာတော့ဆိုင်ရှင်ကြီးကလည်းမျက်မှောက်ကျုပ်လိုက်ပြီးတော့ပတ်စံရောပါရဲ့လားဒီကအဲဒီသူကသူ့ရဲ့ညာဘက်လက်ကိုညစ်တီးနေတဲ့စပွဲပေါ်ကိုတက်လိုက်ပြီးတော့သူ့ရဲ့ညာဘက်လက်မှာလက်ကဝိတ်အောင်တမိုက်ခက်အကောင်မှစတင်ပြီးယတိပြက်ပြက်နေပါတယ်အဲဒီသူကဘယ်ဘက်လက်နဲ့သူဝိစင်ထားတဲ့အင်ကြီးအိတ်ကအတွင်းကိုနိုင်လိုက်ပြီးတော့ငွေပြားလေးတစ်ပြားကိုထုတ်ပေးလိုက်တဲ့အခါအဲဒီဆိုင်ရှင်ကလည်းငွေပြားကိုကောက်ယူလိုက်ပြီးသွားနဲ့ကိုက်ကြည့်လိုက်ပါတယ်တပြားဆိုတော့တပလင်းပဲရမယ်အဲဒီနောက်မှာတော့အရက်များတူလောင်ထားတဲ့စီပိုင်းများအနီးကိုသွားလိုက်ပြီးထင်ရှူတစ်တာတစ်လုံးအထဲမှာထည့်ထားတဲ့အနက်ရောင်ပလင်းတစ်လုံးကိုထုတ်ယူလိုက်ပါတယ်အဲဒီနောက်မှာတော့တန်မက်ခွက်တစ်လုံးကိုယူလိုက်ပြီးအဲဒီသူရဲ့အရှိစပွဲပေါ်မှာချပေးလိုက်ပါတယ်အဲဒီသူကလည်းမီးတော့တာတေးကြရဲ့လားဆိုင်ရှင်ကမက်ခွက်ကိုမှောက်ချလိုက်ပြီးတော့မက်ခွက်ရဲ့အနှင်းငယ်ခွက်နေတဲ့ဖင်အပိုင်းပေါ်ကိုအနက်ရောင်ပလင်းအတွင်းမှာအရက်များအနှင်းငယ်လောင်ထည့်လိုက်ပါတယ်ပြီးတဲ့အခါမှာတော့မီးချစ်ဆန်တစ်ချောင်းကိုမီးချစ်လိုက်ပြီးတော့အဲ့ပလင်းဖင်ပေါ်မှာရှိတဲ့အရက်များပေါ်ကိုထိုးညှိလိုက်လေရာအရက်များကလည်းမီးဟုံဟုံတောက်လောင်လာခဲ့ပါတယ်အဲ့ဒီတော့မှအဲ့လူကြီးကလည်းတစ်ချက်ပြုံးလိုက်ပြီးတော့ခမရအရက်ကစစ်သားပဲဗျဒီမှာကိုလူကျုပ်ဒီနေရာမှာအရက်ရောင်းလာတာ10နှစ်ကျော်ပြီဗျမိုးဒီရဲ့နိဗ္ဗာန်ဘုံဆိုရင်တော့မသိတဲ့သူမရှိဘူးကျုပ်မဟုတ်တာမလုပ်ဘူးဗျဒီခါမှာလက်ပြတ်နေတဲ့လူကလည်းမိတော်ရဲ့ပလင်းကိုကင်ပြီးတော့ဒီတိုင်းမောချလိုက်လေရာဆိုင်ရှင်ကလည်းခေါင်းတစ်ချက်ခါလိုက်ပြီးတဲ့နောက်မှာတော့ရေမယုံရင်အသေးစောတယ်တဲ့မင်းလည်းသိပြီးတော့မကြဘူး
သွားမှာပဲဆိုင်ရှင်ကရေရောလိုက်ရင်းနဲ့တကြားကုံတစ်ခုကိုရှောက်သွားလိုက်ပါတယ်မလုပ်ပါနဲ့မလုပ်ကြပါနဲ့ရှင်ဆိုင်ရှင်မရုပ်ရုပ်တည်းဖြစ်နေတာပါညနေမိုးချုပ်သွားပြီဖြစ်တဲ့ဖြင့်ဆိုင်တွင်းမှာမောက်တုဖုံးနေပါတယ်ဆိုင်ဝင်ဝအနီးမှာရှိတဲ့စပွဲတစ်လုံးပေါ်မှာတင်တွန်းထားတဲ့မှန်မီအလင်းကလည်းခက်မမိန်သာလင်းလန့်နေတာပေါ့အဲ့ဒီမှာပဲဆိုင်တွင်းကိုမိန်းကလေးတယောက်ဝင်လာခဲ့ပါတယ်အဲ့မိန်းကလေးရဲ့အနောက်မှာတော့လူလေးယောက်လိုက်ပါလာခဲ့ပါတယ်အသားမမင်းနဲ့အိန္ဒိယနယ်ပွားများဖြစ်ကြပြီးတော့အဲ့လူလေးဦးကဝေကောင်းစားလာများကိုဝိစင်ထားတော်လေဥပရိယုတ်များကကြမ်းတမ်းသဖြင့်လူစိုးလူမိုင်များဖြစ်မှန်တီးလိုက်ရပါတယ်မလုပ်ပါနဲ့ကျမတောင်းပန်ပါတယ်အဲ့သူများကလည်းတယောက်မျက်နှာတယောက်ကျေးလိုက်ပြီးတော့ရီမောလိုက်ကြပါတယ်အဲ့ဒီထဲမှာကတုံးကိုပြောင်းနေအောင်လို့တုံထားပြီးစီးပွတ်ထားသဖြင့်ကြောမွေပြောင်းလဲနေတဲ့ရုပ်ဆင်းရှိတဲ့လူတဦးကလည်းမိန်းကလေးရဲ့လက်ကိုဆွဲကင်လိုက်ပြီးတော့ဟာမင်းတို့လည်းငါတို့ကဘာမလုပ်ပါဘူးကွာနည်းနည်းပါးပါအဲ့ခံခိုင်းမလို့ပါအဲ့လူလေးယောက်ကလည်းမိန်းကလေးအားဆွဲလာရန်လာလုံရင်းနဲ့စပွဲဝိုင်းများထံကိုကြီးလိုက်ကြပါတယ်စပွဲဝိုင်းများအားလုံးလူမှာလူပြည့်နေသဖြင့်အနီးမှာရှိတဲ့စပွဲဝိုင်းတစ်ခုမှာထိုင်နေတဲ့လူများအားစိုက်ကြည့်လိုက်ပါတယ်အဲ့လူများကလည်းလူမိုက်လေးယောက်အကြည့်ခံရတဲ့အခါထိုင်နေရာမှာမတ်တက်ထားရလိုက်ပြီးနေရာလုံပေးလိုက်ကြတာပေါ့အဲ့လူမိုက်လေးယောက်ကလည်းလူသွားတဲ့စပွဲဝိုင်းမှာရှိတဲ့ခွေးကြီးကုံကလေးများမှဝင်ထိုင်တဲ့အခါဆိုင်ရှင်မိုးဒီကလည်းကြောက်ရွံ့ရွံ့နဲ့အပြေးသွားပြီးတော့ဇပွဲပေါ်မှာပကံခွဲရောက်များပလင်းများကိုတင်ဆက်ပေးလိုက်ပြီးဇပွဲပေါ်ကိုလက်တော့တစ်ခုနဲ့တုပ်ပေးလိုက်ပါတယ်ကျို့တို့ဘာကြိုက်တယ်လဲဆိုတော့ခင်ဗျားသိပါတယ်ဆိုင်ရှင်ကလည်းကောင်းငိတ်ပြီးတော့စီပိုင်းများအနီးကိုအမြန်ပြေးလာလေပါတယ်ပြီးတော့မှရမ်ပလင်းများကိုဆွဲထုတ်လာပြီးတော့ဖန်ခွန်များနဲ့အတူတူချပေးလိုက်ပါတယ်လူမိုက်လေးယောက်ကလည်းအဲ့မိန်းကလေးကိုဇပွဲအနီးမြေပြင်မှာထိုင်ခိုင်းလိုက်ပြီးတော့ဟဲ့ကောင်မလေးရော့ငါတို့တောင်းမဲ့အရက်တွေကိုခွက်ထဲကိုထည့်ပေးစမ်းမလုပ်ပြရစီနဲ့မိန်းကလေးကလည်းအသက်16နှစ်ခန့်သာရှိအောင်မှဖြစ်ပြီးတော့ရင်မုံအင်ကြီးနဲ့ဓမိတ်နွမ်းလေးကိုဝေစင်ထားပါတယ်ဖြူရင်းနဲ့အသားရည်ရှိပြီးတော့နမ်းမောင်နဲ့စံရွယ်များကိုလည်းထုံထားခဲ့ပါတယ်မိန်းကလေးကညှင်းဆန်တဲ့အခါမှာတော့မုံစိမ်မွေလင်ကောက်ကောက်များရှိတဲ့လူမိုင်များကလည်းမိန်းကလေးရဲ့ဇမင်များကိုဆောင်းဆွဲလိုက်ပါတယ်နေ့ငါတို့ခိုင်းတာလုံနော်မဟုတ်ရင်တော့နေသားနာလိုက်မယ်ရဲဆိုင်ပိုင်ရှင်ကလည်းစပွဲနီးမှာမတ်တက်ရက်နေလျက်ဒီကလေးမလေးကိုကျုပ်သိပါရဲ့ဈေးထဲမှာကုန်စည်ရောက်နေကောင်းပါလိမ့်မဟုတ်လားဒီကကတုံးတဲ့လူကခေါင်းညိတ်ပြီးတော့ဒါဘောဗျသူရဲ့ဘိုးကကျုပ်တို့ဇာကြီးစီမှာငွေတွေကြီးထားတာလဲမှမနေတာဗျအခုပြန်လဲမဆန်းနိုင်ဘူးဆိုတော့ကျုပ်တို့ကလေတုံးစံတိုင်းဇာအတွက်တိတ်လာခဲ့တာဘောဗျဖြစ်ပါမလားမင်းတို့ဇာသိနေရင်မင်းတို့ပြဿနာတက်နေအောင်မယ်ဟာဗျာကျုပ်ဇာလိုချင်တဲ့အရာကိုတော့ကျုပ်တို့မထိပါဘူးဗျာကျုပ်တို့ကသူ့ရဲ့အပေါ်ရန်အထိတွေ့လောက်ပဲလိုချင်တာပါဗျလူမိုက်လေးယောက်ကလည်းတယောက်မျက်နှာတယောက်ကြည့်ပြီးတော့ရီမောလိုက်ကြပါတယ်အိမ်မိန်းကလေးကလည်းကြောက်ကြောက်နဲ့ရန်အရက်များကိုဘန်ကွက်အတွင်းကိုထည့်ပြီးနေပါတယ်ဆိုင်တွင်းမှာထိုင်နေကြတဲ့လူများကလည်းအိမ်လူမိုက်လေးယောက်နဲ့မိန်းကလေးကိုကြည့်နေကြတော့လေဘယ်သူမှဝင်ပြီးတော့မပါရဲပါဘူးအဲ့ဒီခိုင်မှာပဲမိန်းကလေးကရန်အရက်များကိုထည့်ရင်တုံရင်နေတဲ့လက်အတွင်းမှာပလင်းကလေးချော်ကြကစပွဲဘုံကိုမောက်သွားခဲ့ပါတယ်လူမိုက်တယောက်ကရိုင်းနေရန်ပြင်ဆင်လိုက်တော့လေကရုံနဲ့လူမိုက်ကလည်းအဲ့လူရဲ့လက်ကိုဖမ်းဆွဲလိုက်ပါတယ်စိတ်ထိန်စမ်းပါကွာမင်းရိုက်လိုက်လို့သူ့ဘာမှလက်ဝါးရပေါ်သွားရင်ဆရာကြီးကမင်းကိုစိတ်ဆိုးနေမှာပေါ့ကွာဒါပေမဲ့ကိုကြီးဒီကောင်မအရက်တွေမှောက်ကြတယ်မဟုတ်လားဟာဟာမိတ်ကလေးဒီရက်တွေကအလကားရတာမဟုတ်ဘူးကွာဒီလိုစပွဲပေါ်မှာမှောက်ကြကုန်တော့နှမျိုးဆရာကြီးကွာဒီတော့မင်းမဲရှာနဲ့ရက်ပြီးတော့စပွဲကိုရှင်းပေးစမ်းအိမ်မိန်းကလေးကအလွန်ညက်ပတ်ပြီးတော့ကြီးတက်တက်ကန့်နေတဲ့စပွဲအားကြီးလျက်ရွှေရှာသွားတဲ့ပုံရပါတယ်ဒီကတုံးတဲ့လူကလည်းမိန်းကလေးရဲ့နောက်စီကိုသူရဲ့လက်ဝါးကြီးနဲ့အုပ်ကင်လိုက်ပြီးတော့မျက်နှာကိုစပွဲဘုတ်ကိုမှောက်ဆိုင်ချလိုက်ပါတော့တယ်အိမ်မိန်းကလေးရဲ့မျက်နှာကစပွဲဘုတ်ကိုကျဆင်းသွားပြီးတော့ရန်ရံများနဲ့ပြေးကြံကုန်ပါတယ်ရက်လီခွေးတကောင်လိုရက်လိုက်စမ်းပါမိန်းကလေးကတော့ကတုံးတဲ့လူလက်အတွင်းမှာရုန်းကန်နေပေမဲ့ဒါပေမဲ့လည်းအားကြီးမမျှသဖြင့်မယုံကန်နိုင်ပဲဖြစ်နေတော့တာပေါ့လှုပ်ဆမ်းမှာငါတို့မင်းကိုရိုက်လို့မရဘူးဆိုပြီးတော့တိတ်ပြီးတော့မန်တက်မနေနဲ့မင်းကိုခြေရလက်ရမပေါ်အောင်လို့နှိပ်စက်လို့ရတဲ့နည်းတွေအများကြီးရှိတယ်ခွေးမရဲ့အဲ့မိန်းကလေးကလည်းမငင်းတော့ပဲဇပွဲပုံကိုရှာနေရက်လိုက်ပါတော့တယ်ဒီခါမှာပဲအညာသားတူကဲ့သို့အသွင်ပြေရှိတဲ့ကောင်းလေးတယောက်ကဇပွဲဝိုင်းမှာထလာပြီးအဲ့သူများကိုရန်ပြုတ်ကျင်ပုံရပါတယ်ဒါပေမဲ့သူနဲ့ထိုင်နေတဲ့လူကြီးကလည်းအဲ့လူငယ်လေးရဲ့လက်ကိုဆွဲထားလိုက်ပါတယ်သူတို့ကဘီဟန်ရဲ့လူတွေပဲဒီ
ဒီနေ့တကြုံမှာဘီဟန်ရဲ့လူတွေကိုဘယ်သူမှရဲမပြူရဲဘူးကွာမင်းလည်းပြဿနာမဖြစ်ချင်စမ်းပါနဲ့ကွာဒီလူတွေတော်တော်လူပေါင်းပါလေဗျာနေပါဦးပလိတ်တွေရောဒီလူတွေကိုဒီအတိုင်းကြည့်နေသလားဗျပလိတ်တွေကိုယ်တိုင်ကဒီကောင်တွေကိုမထီရဲလို့လွှတ်ပေးထားတာကွာဘီဟန်ဆိုတာကလေဟိုလူကြီးအထက်ပိုင်းဘယင်ခံလောက်အထိပိုင်နေသူပေါ့ကွာဒါကြောင့်မလို့လေဒင်းတို့တရားလွန်နေတာပေါ့ဗျကောင်းလေးမင်းမသေးချင်ဘူးဆိုရင်တော့သူများကိစ္စမှာဝင်မပါနဲ့ကွာကူလီဖြစ်ပုံရရအဲ့ဒီကောင်လေးကလည်းခံပြင်းမိတော်လေသူရဲ့နဘေးမလူကြီးကတားမြင်တဲ့ဖြစ်အောင်ဤတိခံလိုက်ရတာပေါ့တဆိုင်လုံးမလူများကလည်းအဲ့ဒီဗမာမိန်းကလေးအားအိန္ဒိယနွယ်ပွားလူမိုက်လေးယောက်မှအနိုင်ထက်ပြုတ်နေခြင်းကိုစိတ်မသက်မသာစွာနဲ့ငေးကြည့်နေကြပါတယ်မလုပ်ပါနဲ့မြေးလေးငါမြေးလေးအဲ့ဒီမှာပဲဆိုင်တွင်းကိုအဖိုးကြီးတဦးကဝင်လာခဲ့ပါတယ်အဲ့ဒီအဖိုးကြီးကလည်းကားလွန်ကိုင်းနေပြီးတော့တောင်ဝေးတစ်ချောင်းကိုအားပြုကရှောင်းလန်းလာခဲ့ပါတယ်အဲ့မိန်းကလေးကလည်းအဖိုးကြီးအားကြည့်ရင်နဲ့ဟင်အဖိုးကျုပ်မြေးမလေးကိုမလုံးကြပါနဲ့ဗျာအဲ့ဒီငွေတွေဆိုတာကလေကျုပ်စေးကူဖို့အတွက်ချေးယူခဲ့တဲ့ငွေတွေပါခမရတို့လှုပ်ချင်ရင်ကျုပ်ကိုသာလှုပ်ကြပါဗျာအဲ့ဒီကလူမိုက်တယောက်ကလည်းမတ်တက်ထားရလိုက်ပြီးတော့ဟာအဖိုးကြီးကတော့အိမ်မှာကောင်းကောင်းမနေချင်လို့လိုက်လာတယ်ထင်ပေါ့ဘာလဲခမရမနဲ့ပြန်ထမင်းမစားချင်တော့ဘူးလားအဲ့ဒီအဖိုးကြီးကလည်းအဲ့ဒီလူမိုက်ရဲ့အနီးကိုသွားလိုက်ပြီးတော့အဲ့ဒီရဲ့ခြေစလုံးကိုဖတ်လိုက်ပါတော့တယ်ကျုပ်တောင်းပန်မတွေမောင်ရင်ရကျုပ်ရဲ့မြေးမလေးကိုလွတ်ပေးလိုက်စမ်းပါကွာဒီအဖိုးကြီးရောလူမိုက်ကလည်းခြေပြောင်းနဲ့ခတ်ထည့်လိုက်အောင်ခြေတလုံးဖတ်နေတဲ့အဖိုးကြီးကပလက်လန်ကလွင့်ထွက်သွားခဲ့ပါတယ်အဲ့လူမိုက်ကလည်းပစိုးပြင်ဝေးရင်နဲ့အဖိုးကြီးထံကိုတလန်းချင်းရှောင်းလန်းသွားပြီးတော့ကျုပ်တို့လိုချင်တော့ခမည်းမြေးကိုပဲဗျခမည်းမြေးရဲ့ခန္ဓာကိုယ်ကိုပဲခမည်းလိုမျိုးဦးကြီးအိုမဦးနာကျိုးခန်းကြီးကိုကျုပ်တို့ကဘာလို့ရမှာလဲဗျအဲ့ဒီလူမိုက်ကြီးကလည်းအဖိုးကြီးရဲ့ရင်ဝါကိုခြေထောက်နဲ့ကန်ရန်ရွယ်လိုက်တဲ့အချိန်မှာတော့ဟစ်ကလာရက်လိုက်စမ်းဆိုင်တွင်အမောင်ကျနေတဲ့ဇပွဲဝိုင်းတစ်ခုမှလူတစ်ယောက်ကလည်းထားလာကလူမိုက်ရဲ့အနီးကိုရောက်လာခဲ့ပါတယ်ဒီခါတဆိုင်လုံးမှလူများကလည်းအဲ့လူအားဝိုင်းကြည့်နေကြပြီးတော့အဲ့သူကတော့တခြားသူမဟုတ်ညာဘက်လက်တစ်ဖက်ပြတ်နေတဲ့လူပင်ဖြစ်ပါတယ်အဲ့လူမိုက်ကလည်းအဲ့လူကြီးကိုကြည့်ရင်းနဲ့အတော်သောတာထွက်သွားပါတယ်ဟေ့ကောင်မင်းပါကောင်းလေမင်းနဲ့မဆိုင်မနဲ့ဝင်မပါခြင်းနဲ့မင်းအေးအေးဆေးဆေးနေစမ်းခမရတို့နဲ့တော့ဓာတ်ရိုက်မဆိုင်ပါဘူးဒါနဲ့ဗမာတယောက်ကိုထိတာကျတို့ကိုထိရနေအတူတူပဲဗျခမရတို့အဖိုးကြီးကိုရောကောင်မလေးကိုရောလှုပ်ပေးလိုက်ကြစမ်းပါဗျာအဲ့ဒီကကုန်းမထိုင်နေတဲ့ကရုံနဲ့လူမိုက်ကလည်းရီမောလိုက်ရင်နဲ့ကိုလူကတော့စကားပြောတာအလားသားဗျဟုတ်ပါပြီဗျာကျတို့ကဘာလို့ခမရပြောတယ်လို့မျိုးဒီခွေးမကိုလှုပ်ပေးရမှာလေဗျခမရတို့ကိုကျအေးအေးဆေးဆေးပြောနေရပါအခုပဲလွတ်ပေးလိုက်ပါကရုံနဲ့လူမိုက်ကလည်းမတ်တက်ထားရပြီးတော့ခါထောက်လိုက်ပါရီပြီးတဲ့နောက်မှာတော့သူဝေထားတဲ့အပြာရောင်ပစိုးကိုခါအထိဆွဲတင်လိုက်ပါတော့တယ်နေစမ်းမအောင်ခမရအေးအေးဆေးဆေးမပြောချင်တော့ဘာလို့ပြောချင်လို့လဲဒါဆိုရင်လေယောက်ျားလိုပြောကြတာပေါ့ဗျာကရုံကြီးကလည်းမြေရိပ်ပြလိုက်တာနဲ့အဖိုးကြီးအားကန်ရရွယ်နေတဲ့လူမိုက်ကြီးကလက်တစ်ဖက်ပြက်လူအားပြေးကန်ပါတော့တယ်လက်တစ်ဖက်ပြက်လူကလည်းအဲ့ဒီလူမိုက်ကြီးရဲ့ကန်ချက်ကိုလက်ပြက်နဲ့ပုတ်ချလိုက်တဲ့အတွက်လူမိုက်ကလည်းဟန်ချက်ပြတ်သွားခဲ့ပါရီအဲ့ဒီတော့မှအဲ့ဒီလူကလည်းသူရဲ့ဘယ်ဘက်လက်တီးဖြင့်လူမိုက်ရဲ့မေယိုထံကိုပင်လက်တီးတစ်ချက်ပြစ်သွင်းလိုက်ပါရီလူမိုက်ကလည်းဥက္ကနေတစ်ချက်အတန်ထွက်ပြီးတော့မြေပြင်မှာပင်တတောင်ခက်မြောက်တက်သွားပါရီအဲ့နောက်မှာတော့အရက်ဆိုင်မြေပြင်ပေါ်ကိုပလက်လန်ကဆန်းဆန်းကြီးလဲကျသွားပါတော့တယ်ဒီကောင်မုံစိတ်မွေးတဲ့လူမိုက်ကလည်းအပြေးထားလာပြီးတော့လဲကျသွားတဲ့လူမိုက်ရဲ့မျက်နှာကိုကြည့်လိုက်ရင်လူမိုက်ကြီးရဲ့မျက်နှာကိုပုတ်ခတ်နှိုးတော်လေအဲ့လူမိုက်ကတော့မနှိုးတော့တဲ့အပြင်ပါဇက်ပွင့်သွားတဲ့အခါပါဇက်အတွင်းမှာသွားဖြစ်ပြများနဲ့သွေးများကလည်းထွေးကနေကျလာခဲ့ပါရီမုံစိတ်နဲ့လူမိုက်ကလည်းလက်တစ်ဖက်ပြက်လူကိုမောကြည့်ရင်းနဲ့ဟေ့ဗမာကောင်မင်းပါလောက်တာလေတို့ကဘီဟန်ရဲ့လူရိဆိုတာကိုမင်းသိရလားဘီဟန်ရဲ့လူတွေကိုထိရင်မင်းဘာပြက်သွားမလဲဆိုတာသိရလားကွာအဲ့လူကလည်းခက်ထိထိပြုံးလိုက်ပြီးတော့အခုထိပြီးပြီလေကျုပ်ကဘာဖြစ်သေးလို့လဲဗျလဲသွားတာခမရကြီးလူမဟုတ်ဘူးလားမုံစိတ်မွေးတဲ့လူမိုက်ကမတ်တက်ရက်လိုက်ပြီးတော့အဲ့သူကိုလက်သီးနဲ့ပြေးထိုးပါတော့တယ်အဲ့သူရဲ့ပြောင်းလက်သီးကလည်းအာဘလွန်လာကမြန်ဆန်လှပါရီလက်တစ်ဖက်ပြက်လူကလည်းလူမိုက်ရဲ့ဖြောင်းလက်သီးချက်ကိုညာဘက်လက်ပြက်ကြီးနဲ့ပုတ်ချလိုက်ပြီးတဲ့နောက်မှာတော့တစ်ချိန်တည်းမှာပဲလူမိုက်ရဲ့မျက်နှာတက်တဲ့ကိုဘယ်ဘက်လက်သီးနဲ့အဖြောင်းထိုးသွင်းလိုက်ပါရီခွက်ကနေအတန်ကြီးနဲ့အတူတူမုံစိတ်နဲ့လူမိုက်ကလည်းအနောက်ကိုရိုင်းသွားခဲ့ပါရီ
အိသူကလည်းကြက်ကြမိတ်လူမရဲ့မုံစိတ်မွေးရှိရှိကြီးကိုလက်နဲ့ဆောင်ဆွဲလိုက်ပြီးတဲ့နောက်မှာတော့ရင်ဝါအရှိတ်နေရာကိုညာဘက်ဒူတလုံးပြစ်သွင်းလိုက်လေအောင်မုံစိတ်နဲ့လူကလည်းမြေပြင်ပေါ်ကိုမောက်ခုံကြီးလဲကျသွားပါတော့တယ်ကတုံနဲ့လူမိုက်ကလည်းမနေတာတော့ပင်နဲ့အိလူထံကိုခြေထောက်နဲ့ကန်လျက်ပြေးခုံဝင်လာခဲ့ပါရီအိသူကလည်းကန်ချက်ကိုရှောင်တိန်လိုက်ပြီးတဲ့နောက်မှာတော့ပြေးခုံဝင်လာတဲ့ကတုံကြီးရဲ့ပေါင်ကြားတဲ့ကိုဘယ်ဘက်လက်တီနဲ့ခက်ဆက်ဆက်ထိုးလက်ထဲလိုက်ပါရီကရုံကြီးကလည်းချက်ကောင်းကိုထိသွားသဖြင့်ပေါင်ကွာချောင်းကိုလက်နှစ်ဖက်နဲ့အုပ်ကန်ပြီးကွက်ထထကြီးဖြစ်ပြီးတော့ကုံပေါက်နေပါတော့တယ်ဟာဟာခွေးကရုံမင်းကောင်ဘလောက်မာတယ်လဲဆိုတော့စမ်းသက်ကြည့်ရမယ်ဟိလက်တစ်ဖက်ပြတ်တဲ့လူကလည်းရီကျဲကျဲပြောလိုက်ပြီးတော့ကရုံကြီးရဲ့ဆက်ဖို့အားလက်နဲ့ဖန်ဆုပ်ကိုင်လိုက်ပြီးတော့သူရဲ့ညာဘက်တူနဲ့သုံးလေးချက်ခက်စင်တိုင်လိုက်ပါရင်ဒီကကရုံကြီးကလည်းခွေချသွားပါတော့တယ်တပန်းအေးလူကလည်းကရုံကြီးအားဇက်ဘိုးမှကင်ပြီးတော့ဆိုင်တစ်ဖက်ချမ်းပေါရှိတဲ့အဆောက်အုံကြီးတစ်ခုရဲ့အုတ်နေရန်ကြီးနဲ့အားကုန်တိုက်ထဲလိုက်ပါရင်ကရုံကြီးကလည်းငေးတန်းပေါအောင်တစ်ချက်អော်ပြီးတော့နားနဲ့နှာခေါင်းပေါက်များမှတွေးများစီးကြလာပါရင်ဒီတော့မှအေးလူကြီးကလည်းကရုံကြီးကိုလွတ်ချလိုက်ပါရင်ဟာဟာဘီယန်ရဲ့လူတွေကလည်းတစ်ချက်ထဲနဲ့ပွဲသိမ်းကုန်ကြပါလားကွာအေးသူကလည်းရီမော်လိုက်တဲ့အခါမှာတော့ဆိုင်ထဲမှာလူများကလည်းအေးသူဟာဟစ်အော်ကလက်ခုပ်လက်ဝါးတီးလျက်အားပေးကြပါတော့တယ်နောက်ဆုံးမှာတော့လူမော်လေးယောက်အနက်တဦးသာကြံပါတော့တယ်အေးလူမိုက်ကလည်းကားကြောင်းမှာဒိုးထားတဲ့ဓမြောင်တစ်ချောင်းကိုထုတ်လိုက်ပြီးတော့ဟာဟာမင်းကလက်နဲ့ပါလားကွာဒီနောက်မှာတော့လူမိုက်ကလည်းလက်တစ်ဖက်ပြတ်နေတဲ့လူအောင်ဓမြောင်နဲ့ဝင်ထိုးပါတော့တယ်လူမိုက်ရဲ့ဓမြောင်ထိုးချက်ကလည်းမြန်ဆန်လာတော့လေအေးသူရဲ့ဓမြောင်ထိုးချက်များကိုကျင်းလေးစွာရှောင်းတိန်လိုက်ပြီးတဲ့နောက်မှာတော့လူမိုက်ရဲ့ဓားကင်လက်ကိုဘယ်ဘက်လက်နဲ့ဖမ်းယူလိုက်ပါရီဒီနောက်မှာတော့ကြာဘက်တထောင်စင်းနဲ့လူမိုက်ရဲ့တကောက်ခွေးကိုအားကုန်ထိုးနှံပြီးတော့ချိုးချလိုက်ရာလူမိုက်ရဲ့ဓားကင်လက်ကလည်းတထောင်စင်းမှတွင်တွင်ကျိုးသွားပါတော့တယ်လူမိုက်ကလည်းနာကျင်စွာအော်ဟစ်ပြီးတဲ့နောက်မှာတော့ဓမြောင်ကလည်းမြေပေါ်ကိုကြားသွားခဲ့ပါရီကျုံမတတ်ပါနဲ့ကျုံမတတ်ပါနဲ့အဲ့သူကလည်းလူမိုက်ရဲ့အနီးကိုသွားလိုက်ရင်းနဲ့မပူပါနဲ့ခမ ्या ကိုတတ်လိုက်ရင်ကျုပ်တို့တတိပိမိတ်သူမရှိဘဲနဲ့ဖြေသွားမှာပေါ့ဗျအဲ့လူမိုက်ကလည်းမျက်လုံးပြူးကြောင်နေခဲ့ပါတယ်အဲ့သူကလည်းလူမိုက်ရဲ့ဇက်ဘိုးကိုဆွဲကင်လိုက်ပြီးတော့အနားကိုဆွဲလိုက်ကမင်းတို့ဆရာပြီးဟန်ကိုပြောလိုက်ဘယ်တန်ဘာခက်ပြန်ရောက်လာပြီလို့အဲ့လိုမျိုးပြောလိုက်ခါလူမိုက်အားဆိုင်ပြင်ဘက်ကိုတွန်းထုတ်လိုက်ပါတယ်လူမိုက်ကလည်းဆိုင်ပြင်ရောက်တာနဲ့တချို့လေးထွက်ပြေးသွားခဲ့ပါတယ်ဒီကဘာခက်ကလည်းဆိုင်တွင်းကိုကြည့်လိုက်တဲ့အခါမှာတော့အဖိုးကြီးကဘာခက်ရဲ့အနီးကိုတိုးလာခဲ့ရင်းနဲ့ကျေးဇူးတင်ပါတယ်မောင်ရင်ရဲ့ကျိုးကိုကျေးဇူးနေနေဆိုရင်တော့ခမရတို့မြေဖို့ဒီမှာစက်မနေနဲ့တော့မြန်ပြေးကြတော့ဗျအိမ်မိန်းကလေးကအဖိုးဖြစ်သူကိုတွဲလိုက်ပြီးတော့ဘာခက်ကိုမဝေမရင်နဲ့ကြည့်ကဆိုင်တွင်းမှထွက်သွားခဲ့ပါတယ်ဘာခက်ကလည်းဆိုင်ရှင်ကိုမိုးတီကိုလှည့်ကြည့်လိုက်ပြီးတော့ခမရရဲ့မိရောက်ရဲ့ကောင်းမကောင်းစမ်းကြည့်ဖို့အချိန်မဲဒီနောက်မှာတော့ဆိုင်တွင်းမှာထိုးညှိထားတဲ့ဖန်မီအိမ်ကိုဆွဲယူလိုက်ကအရံများတူလောင်ထားတဲ့နေရာစီကိုပြစ်သွင်းလိုက်ပါတော့တယ်အဲ့ဒီအနီးမှာပဲပြင်စာကြီးလေးရှိတာမို့လို့မိကလေးချက်ချင်းဆွဲလောင်သွားပါတယ်ဆိုင်တွင်းမှာလူများကလည်းအလံတကြားထွက်ပြေးကုန်ပါတော့တယ်လက်တစ်ဖက်ကျိုးသွားတဲ့လူမိုက်ကလည်းစပက်လန်အခုကတော့ဘူအောင်ကျော်လန်အတိုင်းကိုပြေးလာခဲ့ပါတယ်ညချိန်မို့လို့စပက်လန်တစ်လျှောက်မှာတော့လူသူရှင်းနေပြီးတော့လျှက်စစ်မီးမမိန်ထုံးကြီးထားတဲ့လမ်းမိတိုင်ကြီးများသာဝါဖမတ်အလင်းရောင်များနဲ့ထိတ်လင်းနေပါရီစပက်လန်နဲ့အီဂင်ဒက်လန်အခုကတော့နော်ရထားလန်စုံရတဝိုင်းမှာတော့အင်ကြီးအိမ်ကောင်းများနဲ့ခြံဝင်းအကျယ်ကြီးများတည်ရှိပြီးလူကုန်ထမ်းများနေထိုင်ကြတဲ့နေရာလေးဖြစ်ပါရီအနှဲ့ရောင်ကျွန်းတစ်ထက်အင်ကြီးတစ်လုံးနဲ့တည်ရှိတဲ့ခြံဝင်းကြီးထံကိုလူမိုက်ကလည်းပြေးသွားခဲ့ပါရီခြံငါးနီးမှာတော့အိန္ဒိယလူမျိုးဒရဝံများကလည်းဒုဒုများကိုကိုင်းကစောင့်ကြက်နေကြပြီးတော့လက်ကျိုး၍ပြေးလာတဲ့လူမိုက်ကိုမြင်တဲ့အခါအလိုထူးဆန်းသွားကြပါရီဘာဖြစ်လာလဲမင်းဘယ်သူလောက်တာလဲငါဆရာကြီးနဲ့တွေ့မှဖြစ်မယ်ကျွန်တော်ကြီးကျယ်လာတဲ့အေရန်ကြီးရဲ့မျက်နှာချက်မှာတော့မိဆိုင်ကြီးတစ်ခုကိုလည်းချိန်ဆွဲထားပါရီအဲ့ဒီမိဆိုင်ကြီးမှာတော့စီမီတိုင်များထုံးညှိထားသဖြင့်လာပါစွာထိန်လင်းနေတာပေါ့ကျယ်ဝန်းလာတဲ့အေကန်ကြီးရဲ့တစ်ဖက်ထိပ်မှာတော့မဟောဂနီသားနဲ့ပြုလုပ်ထားတဲ့ကလတ်ထိုင်ကြီးတစ်ခုရှိပါရီလူတယောက်ကလည်းအဲ့ဒီပေါ်မှာထိုင်နေခဲ့ပါရီအဲ့သူကတော့အိန္ဒိယလူမျိုးတဦးဖြစ်ပြီးခန္ဓာကိုယ်မှာအလွန်ပိတ်ကပ်နေပြီးတော့မျက်တွေများကလည်းချောင်းကျနေပါရီနှကမ်းပေါ်မှာနှကမ်းမွေးကျဲကျဲများနဲ့ဖြူဝေးနေပါရီမျက်နှာမှာတော့အဝိုင်းပုံစံမျက်မှန်ကလေးကိုလည်းတက်ထားပါသေးတယ်
ဒါပေမဲ့လည်းအဲဒီသူကလည်းအလွန်တန်ရှင်းတက်ရက်တဲ့အနောက်တိုင်းဝိဆုံကြီးကိုဝစ်စင်ထားပါတယ်အဲဒီသူရဲ့ရုပ်ရည်သွင်းမြင်တဲ့ဝစ်စားထားတဲ့အဝေစားများကလည်းလိုက်ဖက်မှုမရှိဘဲနဲ့ဖြစ်နေတော့တာပေါ့တကူကြပိုတယောက်ဝေကောင်းစားလာများဝစ်စင်ထားတာနဲ့ပင်တူညီနေတာဖြစ်ပါတယ်အဲဒီသူကြီးရဲ့အနီးမှာတော့မကိုမိန်ကလေးတဦးကလည်းရိုးရဆောင်တစ်ခုကိုတီးခတ်ကပြင်းညီမွေးပွဲကောင်းတဲ့တချင်းတစ်ပုတ်ကိုတီးဆိုနေပါတယ်မကြခင်မှာပဲအဲ့ဒီခမ်းမကြီးအတွင်ကိုလက်တစ်ဖက်ကျိုးနေတဲ့လူမိုက်ကလေးပြေးဝင်လာခဲ့ပြီးအဲ့လူမိုက်ကိုတွေးတဲ့အခါမှာတော့ထိုင်ကုန်းပေါ်မှာထိုင်နေတဲ့လူကြီးကပြုံးလိုက်ပါတယ်ထိုင်ကုန်းပေါ်မှာထိုင်နေတဲ့လူကြီးကလည်းငွေရှင်ကြီးရှင်ချစ်တရားတထေးကြီးဘီဟန်ပင်ဖြစ်ပါတယ်မင်းတို့နောက်ကြတယ်ဘယ်မှလဲကောင်းပါလိဇက်ကောင်းပါလိကအရေးမကြီးဘူးဇက်ဒီကဘီဟန်ကလည်းမကူကလမာလီများကိုလက်ကပြလိုက်တဲ့အခါမှာတော့မကူကလမာများကလည်းတချင်းစွန်နေတာကိုရက်တန်လိုက်ပြီးတော့အခန်းတွင်းမှထွက်သွားခဲ့ပါတယ်။ကောင်မလေးကအရေးမကြီးတော့ဘယ်အားမှရေးကြီးလို့တော့ကွာလူတယောက်ကကျွတ်တူကိုတိုက်ခိုက်တယ်ဇက်ဘာလို့လဲသူကဆရာကြီးတို့စကားတကုံပါလိုက်ပါသေးတယ်ဟာဟာဘာလို့လဲကွာသူကဘာစကားများပါလိုက်တာလဲဘယ်တန်ပတ်ခက်ပြန်လာပြီတဲ့အဲ့ဒီစကားကိုကြားလိုက်တဲ့အခါမှာတော့တထေးကြီးဘီဟန်ကလည်းမျက်နှာပြတ်သွားပါတော့တယ်ဒီနောက်မှာတော့တပည့်လူမိုက်ကြီးစီကိုလမ်းလျှောက်လာပြီးတော့နောက်တစ်ခေါက်ပြန်ပြောကြည့်စမ်းဘယ်တန်ပတ်ခက်ပြန်လာပြီတဲ့ဆရာကြီးအဲ့ဒီစကားကိုကြားလိုက်တဲ့အခါမှာတော့တထေးကြီးဘီဟန်တယောက်ခေါင်းများချာချာလေအောင်လို့မူးဝေလာခဲ့ပြီးတော့လဲကျသွားမလို့ပင်ဖြစ်သွားခဲ့ပါရီအနီးမှာစပွဲပုံလေးတစ်ခုကိုလက်နဲ့ကင်ထားသဖြင့်လဲကျမသွားခြင်းဖြစ်ပါရီလက်ကျိုးနေတဲ့လူမိုက်ကလည်းတထေးကြီးဘီဟန်အားအထူးဆန်းတပွဲကြေးလိုက်ရင်းနဲ့ဆက်သူလည်းသိလို့လားဘီဟန်ကလည်းကောင်းကြီးလိုက်ပြီးတော့အိမ်နောက်မှာတော့နှစ်ထင်းကိုလက်နှစ်ဖက်နဲ့ဖိထိန်ထားရင်းနဲ့သူ့ပုံမှန်သွေးမြင့်ကိုပြော့ကွာလူကတော့ထုံတော့မောင်းမောင်းမိတ်ဆက်စမင်ရလေးခက်တူတူပဲအတူးကြတာကတော့သူ့ရဲ့ညာဘက်လက်ကဝိတ်ကနေစပြီးတော့ပြတ်နေတယ်အိမ်စကားကိုကြားတဲ့အခါမှာတော့တထေးကြီးဘီဟန်ကအလောထိလက်တုံလို့သွားကမျက်လုံးများပြူးသွားပါတော့တယ်အာဂျွန်နဲ့ကဗန်နိုရောလူမိုက်ကလေးကောင်းခါပြလိုက်ပြီးတော့တည်သွားပြီထင်တဲ့ဆက်ခုနကဘာကဲဆိုတဲ့လူတက်လိုက်ပြီးကျွန်တော်ကတော့မှသူကဆရာကြီးစီကိုစကားပါလိုက်ဖို့မတတ်ပဲနဲ့လက်ကျိုးပြီးတော့လွတ်ပေးလိုက်တာပါဆရာကြီးဘီယန်ကလေးအနီးမှရှိတဲ့စပွဲပေါ်မှာအလာထားတဲ့ပန်းကုန်းများကိုလက်နဲ့တွန်းထုတ်ကလွတ်ပြက်လိုက်ပါရီမင်းတို့ကောင်လေးအတုံးမကြဘူးဘီယန်ကလေးအပြင်ကိုတစ်ချက်ကြည့်လိုက်ပြီးတော့မိုဟစ်မင်းမလေးဒီကအေကန်တကားကပွေသွားပြီးအလွန်ထွားချိုင်းတဲ့လူကြီးတူကထွက်လာခဲ့ပါရီအေးသူကြီးရဲ့အသားရည်ကလည်းမိသွေးကဲကိုစီလူထားတယ်လို့မျိုးနတ်ပြောင်နေခဲ့ပါရီလာပါပြီဆရာကြီးမိုဟစ်မင်းလူတွေအကုန်လုံးကိုစုသွားလိုက်ပြီးတော့အခုချက်ချင်းအဲ့လူကိုရှာဖို့ရောက်ညာဘက်လက်ကဝေးပြတ်နေတဲ့ဗမာတယောက်ကိုတွေ့အောင်လို့ရှာကြမွေးဆိုသူကလာကြီးကလည်းခေါင်းငိမ့်လိုက်ပြီးတော့အသေးလားအရှင်လားဆရာကြီးအသေးရအရှင်ရပေါ့ကွာနောက်ပြီးတော့သူသေးသွားပြီဆိုရင်တော့မှသူ့ရဲ့အလောင်းကိုငားလို့ခြင်းနေသူ့ရဲ့ခေါင်းကိုငားလို့ခြင်းနေကွာမွေးကလည်းခေါင်းငိမ့်လိုက်ပြီးတော့သူအခုမှမရှိလေမွေးကလက်ကျိုးနေတဲ့လူမိုက်ကိုကြည့်ပြီးမင်းမြန်လိုက်ပါတယ်ခုနကတော့ဘိုးကင်းလမ်းမှာရှိတယ်ကျတို့လူဖြတ်ပြီးတော့ရှာရင်သူ့ကိုတွေ့မှာပဲမိုဟေကလည်းဘီဟန်ဘက်ကိုလှည့်ပြီးတော့ဦးညွတ်လိုက်ရင်လည်းကျတို့ဒီကိစ္စကိုညာရင်းချင်းပဲရှင်းလိုက်ပါမယ်ဆရာကြီးဘီဟန်ကလည်းအဲဒီတော့မှတပြင်းတစ်ချက်ကိုချလိုက်ပြီးမိုဟေရဲ့ပကုံးကိုပုတ်လိုက်ပြီးတဲ့နောက်မှာတော့မင်းသေးသေးချာချာလှုပ်တော့မိုဟေမရငါတပည့်ထဲမှာအတော်ဆုံးဆိုပေမဲ့ဒီလူကလည်းပေါ်သေးသေးတော့မဟုတ်ဘူးအာရန်နဲ့အာဂျွန်တို့ကတော့မှတက်ပြစ်ခဲ့တဲ့လူကွာမိုဟေကလည်းတစ်ချက်ပြောလိုက်ရင်လည်းစိတ်ချပါဆရာကြီးအိမ်ကြီးတွင်းကိုလူများစုယုံလာခဲ့ပါပြီအိမ်ကြီးရဲ့အနောက်ဘက်မှာဆောက်ထားတဲ့တန်လျာများကလည်းတရေကြီးဘီဟန်လက်သက်မွေးထားတဲ့လက်မရွတ်လူမိုက်များကထွက်လာကြပါရီနောက်ဆုံးမှာတော့အိမ်ရှိမြက်ခင်းပြင်မှာလူရောက်20ခန့်စုယုံမိကြပါရီညီကိုတို့ငါတို့ဆရာကြီးကိုနောက်ချက်နေတဲ့လူတယောက်ရှိနေပြီဒီခါလူမိုက်များကလည်းဒေါသထွက်ကုန်ကြပါရီဘယ်သူကငါတို့ကိုနောက်ချက်ရဲတာလဲမင်းတို့စိတ်အေးထားကြဒီလူကနောက်ချက်နေုံနဲ့မကမင်းနဲ့ငါတို့ရဲ့အာရန်နဲ့အာဂျွန်တို့ကိုပါတပ်ဖြတ်ပြက်လိုက်ပြီလူမိုက်များကလည်းမကြေမချမ်းနဲ့တောက်ခတ်လိုက်ကြပါရီဒီတော့အခုငါတို့အဲ့လူကိုရှာဖွေရမယ်ငါတို့ဘရိုကင်လမ်းဘက်ကိုသွားပြီးတော့အဲ့သူကိုရှာဖွေရမယ်ငါတို့ရဲ့ညီကိုတွေအတွက်လက်တော့ပြန်ရမယ်ငါတို့ကိုနောက်ဆက်ရဲတဲ့ဒီလူကိုမှတ်လောက်သားလောက်ပညာပေးရမယ်လူမိုက်များကလည်းအော်ဟဲလိုက်ပြီးတဲ့နောက်မှာတော့ဒုံများဓားများနဲ့လက်နက်များကိုကိုင်ဆောင်ကမိုဟင်းနဲ့အတူတူတတိကြီးဘီဟန်ရဲ့အင်ဂျီအတွင်မှာထ
ထွက်ခွာလာခဲ့ကြပါရီဒါပေမဲ့အဲ့လူများကလည်းညာလုံးပေါအောင်လို့ရှာဖွေတော့လေလက်တစ်ဖက်ပြက်ဘာခက်ကိုရှာမတွေ့ကြပါဘူးမိုးလင်းပြီလည်းဖြစ်ပါရီဆက်တွင်းလန်းနဲ့ဘရိုကင်လန်းစုံတဲ့နေရာအလွန်မှာတော့စိတ်ကန်းတစ်ခုရှိပြီးအဲ့စိတ်ကန်းအတွင်းမှာတင်မိုးကြီးတစ်စင်းစိုက်ကပ်နေတဲ့ဖြင့်ဂုံတင်ဂုံချသမားများနဲ့ရှုပ်ရှက်ခတ်နေတာပေါ့တင်မိုးကြီးရဲ့အပေါ်မှာဂုံဒီအိမ်များနဲ့တင်ဆောင်လာတဲ့ဘဲမြောက်ကိုစိတ်ကန်းရဲ့အနီးမှာရှိတဲ့ဂိုးတောင်ကြီးတစ်လုံးမှာကူလီများနဲ့ချမ်းကတွင်းနေကြခြင်းဖြစ်ပါရီကူလီများစုကလည်းဗမာလူမျိုးများဖြစ်တယ်လို့မျိုးစင်ရဲနွမ်းပါရီအိန္ဒိယလူမျိုးများနဲ့တရုတ်များလည်းပါဝင်ကြပါရီတင်မိုးကုန်းမောင်များအပေါ်ကိုလက်တစ်ဖက်ပြတဲ့လူကြီးကတက်လာပြီးတင်မိုးပေါ်မှာလူတယောက်ကဘဲအိမ်များကိုတဲဆောင်ပေးမဲ့ကူလီများရဲ့ကျောပေါ်ကိုတင်ပေးရပါရီလက်တစ်ဖက်ပြတဲ့လူကြီးကိုတွေးလိုက်တဲ့အခါအဲ့သူကတန်တရားဖြစ်သွားပြီးတော့ခမရလူဒုက္ခိတကတင်နိုင်မှာမလားဘာခက်ကလေးပိတ်တင်မိတဲ့လူဘက်ကိုကြောပေးလိုက်ပြီးတော့တင်မာသာတင်စားမှာဗျာဒီကပိတ်တဲ့ကိုဘာခက်ရဲ့ကြောကုန်းပေါ်ကိုတင်ပေးလိုက်ပါရီဘာခက်ကအနှင်းငယ်စကြည့်ပြီးတော့နောက်တည်းထက်တင်ဗျအဲ့ဒီလူကလည်းအံ့ဩသွားခဲ့ပါရီခမရလောဘမကြီးနဲ့တော့မတော်လို့ပိတ်တွေရေးတဲ့ကြရင်ခမရပြန်ရော်ရမှာဘာခက်ကလည်းတစ်ချက်လှည့်ကြည့်လိုက်ပြီးတော့ခမရတော်တော်စကားများနေလူပဲတင်ဆိုရင်တင်စားမှာတချို့အားကောင်းမောင်းတဲ့ကူလီများကပိတ်နဲ့ထန်လေးရှိတော်မလို့အဲ့သူကြီးကလည်းဘာခက်ရဲ့ကြောကုန်းပေါ်ကိုပိတ်တဲ့ထက်တင်ပေးလိုက်ပါရီဘာခက်ကလည်းအနှင်းငယ်ချိန်ဆနေရင်နဲ့နောက်တဲ့ထက်တင်ဟာဟေးလူခမရဟာဟုတ်ရဲ့လားဗျဒီကတခြားကူလီများကလည်းအနီးကိုရောက်လာပြီးတော့ဘာခက်အားချိနေကြပါရီတဲတော်တင်စမ်းပါဗျာဟေးလူခမရလောဘမကြီးစမ်းနဲ့ခမရဝင်ပြီးသွားမှာဆိုလို့ပြောနေတာဒီကကူလီများကလည်းဘာခက်တယောက်ကုံမုံများကြီးကိုပဲဖျက်ကျော်နိုင်လိမ့်မှာမဟုတ်ဘူးလို့ထင်ကြေးပေးကြပါရီအလောင်းစားဝါနာပါရီသူများကတော့ကိုလီယာကြီးစီးလိတ်တက်လိတ်ကြီးလောင်းကြပါတော့ရီအဲ့လိုနဲ့အဲ့လူကြီးကလည်းဘာခက်ရဲ့ကြောပေါ်ကိုဘဲအိတ်တုံးအိတ်တင်ပေးလိုက်ပါရီဘာခက်ကလည်းခါကိုကုန်းထားရမှာအနှင်းငယ်မှတ်လိုက်ပြီးတော့ဘဲအိတ်များကိုမကြစေရန်အတွက်ဘဲဘက်လက်နဲ့ထိန်းခိုင်းပြီးကုန်းမောင်အပြောင်းပေါ်မှာအေးလူလူပဲဖြတ်တန်းလျှောက်သွားကကိုလောင်ကြီးစီကိုလျှောက်သွားပါတော့ရီလောင်ကြီးစားကြီးလှုပ်ထားတဲ့သူများကဘာကထမ်းနိုင်မှာမဟုတ်ဘူးလို့ထင်ကြေးပေးသူအားလုံးအယုံပေးလိုက်ကြပါရီကိုလောင်ကြီးရဲ့အနီးကိုရောက်လာတဲ့အခါကိုလောင်ဝတ်မှာလူမိုင်းများကတုံများလက်လက်များကိုကိုက်ဆောင်ပြီးဘာကကိုဝိုင်းလိုက်ကြပါရီကူလီများအကုန်လုံးကလည်းလုံလက်စအလုံးများကိုရက်တန်လိုက်ပြီးရဲပေးလိုက်ကြတဲ့အခါမိုဟစ်ကလည်းဘာကရဲ့အနီးကိုကက်လာပြီးတော့မင်းလောက်ကွာညအာရန်တို့ကိုတတ်သွားတယ်လူဘာကကဘဲအိမ်များကိုထန်လျက်မိုဟစ်ကိုကြည့်နေလိုက်ပြီးတော့ဘယ်ကအာရန်လဲငါမသိဘူးငါတက်ခဲ့တာကတော့ဗမာရီပေါ်အနိုင်ကျင့်တဲ့လူတွေကိုတက်ခဲ့တာပဲမိုဟစ်ကလည်းအကဲခတ်လိုက်တဲ့အခါမှာတော့ဘီဟန်ပြောတဲ့ပုံစံနဲ့ပင်တူညီနေတာကိုတွေ့လိုက်ရပါရီညာဘက်လက်မှာလည်းလက်ကောင်းဝဲမှစတင်ပြီးတော့ပြက်နေပါသေးတယ်ဟာဟာမင်းတို့ကူလီကောင်အများလူပေါင်းဝလို့ကွာမိုဟစ်ကလည်းဘာခက်အားပြေးထိုးပါတော့ရီဘာခက်ကလည်းကိုကိုလှည့်လိုက်ပြီးတော့ကြောပေါ်မှာရှိနေတဲ့ဘဲကြီးတုံးရင်းနဲ့မိုဟစ်ကိုပြစ်လွတ်လိုက်ပါရီမိုဟစ်ကလည်းဘဲမြောက်ကိုထိမှန်ကလဲကျသွားခဲ့ပါရီအဲ့ဒီမှာပဲတုတ်ကင်ထားတဲ့လူမိုက်များကအရှိကိုတက်လာကြပြီးတော့ဘာခက်ကိုဝင်းရံလိုက်ကြတာပေါ့ဘာခက်ကတော့ခါကိုကော်ရင်နဲ့ဘဲဘက်ကိုလှည့်ကအကျိုးတစ်ချက်လျှော်လိုက်ပါရီဒီလိုဆိုတော့လေမနက်ခင်းမှာအကျိုးအချင်းလေးပါလိလျှော်ရတာပေါ့ကွာလူမိုက်တယောက်ကဘာခက်ရဲ့ကြောမဝင်ပြီးတော့ဘာခက်ရဲ့ဦးခေါင်းကိုဒုံးနဲ့ပတ်ရိုက်ပါရီဘာခက်ကလည်းခါကိုအရှိကိုကိုင်းကရှောင်းလိုက်သဖြင့်အဲ့သူရဲ့တုတ်ချက်ကဘာခက်ရဲ့ခေါင်းပေါ်မှာဥယျာဉ်ကနေဖြတ်ကျော်သွားပါရီဘာခက်ကချက်ချင်းအနောက်ဘက်ကိုလှည့်လိုက်ပြီးတဲ့နောက်ညာဘက်တထောင်နဲ့အဲ့သူရဲ့လက်ပင်ကိုတွတ်ထက်လိုက်ပါရီဘာခက်ရဲ့တထောင်စစ်တိုက်ချက်ကြောင့်မလို့အဲ့သူကလည်းအရှိကိုရိုင်းကမြေပြင်ပေါ်မှာလဲကျသွားတဲ့ဘာခက်ကလည်းအဲ့သူရဲ့ဇက်ဖို့အားပနောက်တစ်ချက်နဲ့ထိုးပေါက်ထည့်လိုက်ကအဆုံးသတ်ပေးလိုက်ပါရီတောက်ကင်ထားတဲ့လူမိုက်ကလည်းမြေပြင်ပေါ်မှာမောက်ခုံကြီးလဲသွားပြီးတော့ပြန်မထနိုင်တော့ပါဘူးနောက်တဲ့လူမိုက်တယောက်ကလည်းဘာခက်အားတန်လုံးနဲ့နဘေးမှာမူ၍ဝင်ရိုက်ပြန်ပါရီဘာခက်ကလည်းအနောက်ကိုခြေတလန်းဆုပ်လိုက်တဲ့အခါမှာတော့အုံမူ၍ရိုက်လိုက်တဲ့ရိုက်ချက်ကလည်းဘာခက်အားမထီတော့ဘဲနဲ့ဘာခက်ရဲ့မျက်နှာအရှိမဖြတ်တန်းသွားပါရီဘာခက်ကလည်းအေးသူရဲ့တောက်ကင်ထားတဲ့လက်ကိုဘယ်ဘက်လက်နဲ့ဆုပ်ကင်လိုက်ပြီးအေးသူရဲ့တထောင်စစ်အားလက်ကိုလှန့်ချိုးလိုက်ပါရီလူမိုက်ကလည်းလက်ကျိုးသွားသဖြင့်အတန်ကုန်အော်ရစ်တဲ့အခါမှာတော့ဘာကက်ကလည်းဘက်လက်တီနဲ့နှာခေါင်းအားတဲ့ထိုးလိုက်တဲ့အခါမှာတော့အဲ့လူမိုက်ကလည်းအနောက်ကို3-4လက်ခတ်ရိုင်လေသွားပြီးမြေပြင်ပေါ်မှာပလက်လန်လေးကျသွားပြီးတော့အရှိမလူမိုက်တယောက်နီးတူပြန်မထလာနိုင်တော့ပါဘူးလက်နက်များကိုကန်ဆောင်ထားကြတဲ့လူမိုက်များကလည်း
ဘာကရဲ့တိုက်ခွက်များကိုကြည့်ရင်းနဲ့အနေငယ်တွတ်ဆုပ်သွားပါရီဘာကကလည်းအိလူများကိုကြည့်ရင်းနဲ့လာကြသမ်းပါကွာဘာလဲမင်းတို့ကလက်နဲ့တွေကင်ထားပြီးတော့အခုမှကြောက်နေကြလားဒီကပိန်းမြောက်ကိုတွန်းဖယ်ပြီးတော့မိုးဟစ်ကလည်းထားလာခဲ့ပါရီမိုးဟစ်ကလည်းဘာကကိုကြည့်လိုက်ပြီးတော့ဝမ်းကောင်းတန်ကြီးနဲ့អော်လိုက်ကအတင်းပြေးဝင်ကထိုးနှက်ပါတော့ရီလူကောင်ကြီးကြီးနဲ့မိုးဟစ်ကလည်းဘာကနှစ်ကိုစားများခန္ဓာကိုယ်ထွားချိုင်းလာတာမလို့လက်သေးများကိုလည်းတလုံးအုံဒီလုံးလောက်အကြီးကြီးများဖြစ်ပါရီဘာကလည်းမိုးဟစ်ရဲ့လက်သေးချက်များကိုနောက်ကိုခြေလန်းဆုပ်ကအသာရှောင်တိန်နေလေအောင်လက်သေးချက်များကလည်းဘာကရဲ့မျက်နှာအနီးမှာဝီကနေနဲ့အရှိန်ပြင်းထန်စွာဖျက်ဆီးသွားကြပါရီကိုလီများကလည်းဘာကတို့တိုက်ခတ်နေကြတဲ့တိုက်ပွဲကိုဝိုင်းကြည့်နေကြတာပေါ့မိုးဟစ်ရဲ့လက်သေးချက်များကြောင့်မလို့ခြေထောက်ကန်ချမ်းများကိုပုခါတီကရှောင်ပြလိုက်တဲ့အခါတိုင်းကြီးနေကြတဲ့သူအပေါင်းကလည်းဟာကနေဟင်ကနေအအော်ပနံဖြစ်ကုန်ကြရပါရီအတန်ကြာတိုက်ခတ်ပြီးတဲ့အခါမှာတော့မိုးဟစ်ကလည်းအလွန်မောပန်းနေပြီဖြစ်ပါရီဘာကလည်းမိုးဟစ်ရဲ့တိုက်ကွက်များကိုအရှင်ရောသွားတာကိုတတိထားလိုက်မိပါရီတချီမှာတော့မိုဟီကဘာကရဲ့ရင်ဝါအားဒူနေတိုက်တဲ့လိုက်ရာဘာကလည်းအဲ့ဒီဒူးချက်အားဘယ်ဘက်လက်ဘွားနဲ့အသာပို့ထုတ်ပြီးတော့ကာကွယ်လိုက်ပါရီတချိန်တည်းမှာပဲညာဘက်လက်ဖြတ်ယုံနေမိုဟီရဲ့နှံအောင်ကိုဖြောင်းကနေပိတ်ရိုက်ထဲလိုက်ရာမိုဟီကလည်းချက်ချလေထွက်သွားခဲ့ပါရီလေထွက်သွားတဲ့မိုဟီရဲ့ခါစီကိုဒူတိုက်ချမ်းတဲ့ခုံကပစ်တိုက်ထဲလိုက်ရာမိုဟီတယောက်ကလည်းကစယိုထိသွားပြီးတော့မြေပြင်ပေါ်မှာဒူထုတ်လျက်သားထိုင်ကျသွားပါရီဘာကလည်းဘယ်ဘက်လက်တီအားကျင်းနေအောင်လို့စိုးလိုက်ပြီးတဲ့နောက်မှာတော့မိုဟေရဲ့နောက်စီအားကုန်ထိုးချလိုက်ပါရီမိုဟေကလည်းအင်္ဂလိပ်တစ်ချက်သာအွန်လိုင်းပြီးတော့မျက်လုံးကြီးများကလည်းအရေးကိုကြောကြလို့မတက်ပြူးထွက်လာပါတော့တယ်အိမ်တော်မှာတော့ပစက်ကြီးပွင့်သွားကရှောင်းမလေးခွေကနေထွက်လာပြီးတော့အရှိကိုမောက်ကုန်ရက်သားလဲကျသွားပါရီဒီနောက်မှာတော့မိုဟေရဲ့နှာခေါင်းနဲ့ပစက်အတွင်းမှာသွေးများစီးကြလာပြီးမြေပြင်ပေါ်မှာအိုင်ထုံးသွားခဲ့ပါရီဟာကောင်းလိုက်တာဘာခက်ရလက်ခုပ်တီးတံကိုကြားလိုက်ရသဖြင့်လဲကြည့်လိုက်လျောင်းအနောက်တိုင်းဝိဆုံကိုတမ်းပြတ်သေးသက်စွာဝိစင်ထားတဲ့ဘီဟန်ကိုတွေ့လိုက်ရပါရီဘီဟန်ကလည်းဘာကတ်ကို PTT မျက်နှာထားနဲ့ကြည့်နေပြီးတော့လက်ခုပ်လက်ဝါတီကအားပေးနေပါရီမင်းရဲ့ရည်ချင်းကနေတွေ့ကြနေပေမဲ့လေမလျော့သေးပါလားကွာဟေးဘာကတ်ကလည်းဘီဟန်ကိုအလုံးမုံတီးတဲ့အကြီးနဲ့ကြည့်လိုက်ပြီးတော့ဘီဟန်ခမောက်ကျုပ်တွေ့ချင်ကြတယ်အတော်ပဲငါတော့မင်းကိုတွေ့လဲတွေ့ချင်တယ်မင်းရဲ့အစွမ်းကိုလည်းမြင်ချင်တယ်အခုတော့ငါစနာနှစ်ခုစလုံးပြေးသွားပြီဩဘာခက်ရဘီယန်ကလည်းမြေပြင်ပေါ်မှာမောက်ကုန်ကြီးသေးဆုံးနေတဲ့မိုဟေရဲ့အလောင်းကိုကြည့်လိုက်ကမင်းစိတ်ကူးမလွဲနဲ့ဘာခက်မင်းသာအလုပ်လိုချင်နေဆိုရင်တော့အခုသေးသွားတဲ့မိုဟေနေရာကိုမင်းကိုပေးနိုင်တယ်ကွာဘာခက်ကလည်းမေပြုံပြုံးလိုက်ပြီးတော့ခမရဗျာခမရရဲ့တပည့်သေးသွားတာတော့မှခမရမျက်နှာပြောင်တိုက်ပြီးတော့ကျုပ်ကိုထပ်ပြီးအလုပ်ခက်ရင်သေးတယ်နော်ဘီယန်ကလည်းတစ်ချက်ပြုံးလိုက်ရင်လည်းသူကငါတပည့်မဟုတ်ဘူးကွာငါရဲ့ကျော်ငါငွေပေးပြီးတော့ခိုင်းကြရခိုင်းနေကျုံကွာကျွန်တော်ရောက်သေးတာကငါဂရုစိုက်နေရမှာမဟုတ်ဘူးကွာမဟုတ်ဘူးဒါကြောင့်မလို့လွန်ခဲ့တဲ့နှစ်90ရာခမရကျုပ်ကိုစွန့်ပစ်ခဲ့တာမဟုတ်လားဒါပဲပေါ့ကွာအဲ့လိုကလည်းမင်းကငွေပေးထားတဲ့ငါရဲ့ကျုံပဲကိုမင်းမှတ်ထားပါခက်ကျုံဆိုတာကလည်းတခင်အလိုကြခိုင်းတာကိုလုပ်ရတယ်ကွာဘာခက်ကလည်းခေါင်းကိုညှိလိုက်ရင်နဲ့ကောင်းပြီလေကျော်အခုပြန်လာတယ်ဆိုတာကလည်းခမရစီမှာကျွန်လုပ်ချင်လို့ပြန်လာတာမဟုတ်ဘူးကျော်ကတခေအဖြစ်နဲ့ပြန်လာခဲ့တာဗျဒီကောင်မတော့ဘီဟန်ကလည်းခွတ်တိုးခွက်လန်ရီမောလိုက်ပါရီဟာတခေတဲ့ဘီဟန်ကလည်းစကားမပြောဘဲရီမောနေသေးသဖြင့်ဘာခေကလည်းအလွန်ပဲဒေါသထွက်သွားခဲ့ပါရီဘီဟန်ကျုပ်ပြောတဲ့ထဲမှာဘာကြီးစရာပါတယ်လေဗျဟာရီရလို့ပါကွာအပါရီတခေနဲ့လားဘာခက်မင်းကတော့ခွေးပါးစကားနဲ့စကားထွက်တတ်တယ်ဆိုတာဒါမျိုးပဲနေမှာကွာဘီယန်ကလည်းစိတ်ကမ်းမှာရက်ကဝိုင်းကြည့်နေတဲ့ဗမာကူလီများကိုကြည့်လိုက်ရင်းနဲ့မှတ်ထားပါခက်မင်းတို့ဗမာရီဆိုတော့ကြုံနေပဲဗြိတိရှအင်္ဂလိပ်တွေကမင်းတို့နိုင်ငံလုံးကိုတင်းထားတဲ့အတွက်မင်းတို့ဗမာသမျိုးလုံးကအင်္ဂလိပ်သခင်ကြီးတွေရဲ့ထားရနေစေရသွားရတဲ့အနှုတ်ဆုပ်ကုတ်ဆုပ်ကြုံရုပ်တွေပဲကွာမင်းတို့တနိုင်ငံလုံးကကြုံနေမင်းတို့ဗမာရီအားလုံးကကြုံနေပဲကွာဘီယန်ကလည်းလူမိုက်တယောက်စီမှာတေတာထုကိုယူလိုက်ပြီးတဲ့နောက်မှာတော့အနီးမရှိတဲ့ကူလီတန်းနဲ့ဗမာတအုပ်ကိုဆွဲရိုက်ထဲလိုက်ပါရီဘီယန်ရဲ့ရိုက်ချက်ကိုအဲ့သူကမရှောင်လိုက်နိုင်သဖြင့်ခေါင်းပေါက်သွားကသွေးများရဲကနေကျဆင်းလာပါရီဒါပေမဲ့အဲ့သူကလည်းဘီဟန်ရဲ့အကြောင်းကိုသိပြီးဘီဟန်လူများရှိနေတာမလို့ဘာမှပြန်မလုပ်နိုင်ပါဘူးဘီဟန်ကလည်းအဲ့သူကို3-4ချက်ကအာဘာတိယရိုက်နှံပါရီတွေ့လာပါခက်ကျွန်းစရာမျိုးကသခင်ရိုက်တာကိုခံရတယ်
မင်းတို့ဗမာတွေငါတို့ကိုဘာပြန်လုံနိုင်လို့လဲကွာထွီဘာကဲအပါဝင်စိတ်ကမ်းမကူလီများကအလွန်ဒေါသထွက်လျက်ဘီယန်ကိုဝိုင်းကြည့်လိုက်ကြပါရီဘီယန်ကလည်းဗမာများကိုကြည့်လိုက်ပြီးတော့အောင်မကျုံရုပ်တွေမင်းတို့ကမကျင်တတ်ဘူးလားဟာဟာဟာအဲကောင်လေးဒီကျုံရုပ်တွေအားလုံးကိုမှတ်လောက်သားလောက်အောင်လို့စုံမလိုက်ကွာဒီကဘီဟန်ရဲ့တပိန်းနှစ်ယောက်20ခန်းကလေးဘာကက်တန်ကိုတုံများနဲ့ပြေးလာခဲ့ပါရီလူမိုက်တူကဘာခက်အားတစ်သားထုတ်တစ်ချောင်းနဲ့လွှဲရိုက်လိုက်ပြီးတော့ဘာခက်ကလည်းအဲ့ဒီတို့ကိုလက်ဝါးအနာကန်လျက်ဘယ်ဘက်လက်နဲ့ဘန်းဆုပ်လိုက်ပါရီအဲ့ဒီတော့မှတော့အဲ့ဒီတစ်သားထုတ်ချောင်းကိုပြတ်ဆွဲလိုက်ပြီးတော့အဲ့ဒီရဲ့လေချောင်းအားကုန်လွှဲရိုက်ချလိုက်ပါရီဟေးကောင်ပြီးဟန်မင်းမိနေမှာဆိုတော့တခုတတိပေးရအောင်မယ်ဒီတိုင်းမီကငါတို့ကမှတိုင်းမီကွာဘာခက်ကလည်းပြီးဟန်တန်ကိုတလန်းချင်းလန်းလာလိုက်ပြီးတော့လူမိုက်တူကလည်းဘာကက်အားဓာတ်နဲ့ခုတ်ရန်ပြေးဝင်လာပါရီဘာကက်ကလည်းလက်တွင်းမှတုံနေအိမ်သူရဲ့ဓာတ်ချက်အားခုခံလိုက်ပြီးတဲ့နောက်မှာတော့အိမ်တုံးနဲ့ပင်အားကုန်လွှဲရိုက်ချလိုက်ပါတော့ရီဘီယန်ကလည်းဘာကက်အားအနီးကိုရောက်လာသဖြင့်တပြေးပြေးနဲ့ကြောင်ရွံလာပြီးဖြစ်ပါရီအဲ့လိုနဲ့သူစီးလာတဲ့ကားတွင်းကိုပြေးဝင်လိုက်ပါရီမောင်းတော့ဘီယန်ရဲ့လူများကဘာကက်အားဝင်းရံလိုက်ကြပါရီဒီကဘာကက်ကလက်သီးကိုမိုးပေါ်ထောင်းလိုက်ပြီးတော့ငါတို့မြေမှာနေပြီးတော့ငါတို့ကိုလူပန်းမွားနဲ့ငါတို့ကဗမာလေးကွာဒီကကူလီများကလည်းရရလန်းလန်းများဆွဲကင်ကြပြီးတော့ဘီဟန်ရဲ့လူများကိုရိုက်နဲ့ကြားကုန်ပါရီကိုရောင်ကြီးတခုလုံးရိုးရိုးသေးသေးဖြစ်ပြီးတော့ဘာခက်ကအိမ်လူကြီးချမှဒိုးတက်လာခဲ့ပြီးတဲ့နောက်လမ်းမကြီးပေါ်ကိုတက်လာခဲ့ပါရီမင်းပြေးလို့မလွတ်ပါဘူးဘီဟန်မင်းငါးလက်ကပြေးလို့မလွတ်ပါဘူးဘီဟန်ယာအဲ့လိုနဲ့ဘာခက်နဲ့ဘီဟန်တို့ရဲ့ရန်ညိုးများကအစာပြုခဲ့တဲ့အရေးမှာတော့လူမျိုးရေးလှုပ်ရှားမှုတစ်ခုအဖြစ်သို့ပြောင်းလဲသွားပြီး1930ပြည့်နှစ်ကလောဘမှာအတီးကရုံကြီးစတင်ဖြစ်ပေါ်ခဲ့ပါတော့တယ်။ဟုတ်ကဲ့ပါအခုလိုမျိုးအစိုးရအားပေးနာဆင်ခဲ့ကြတဲ့ပရိသတ်များအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။